စစ်ကမာမေးနဲ့ FR မေးတို့ရဲ့ကွာခြားချက်လူမှုအတိုင်းဝိုင်းတစ်ခုမှာဥဆောင်သူနေရာကနေအမြဲရပ်တည်ပြီးအဖွဲ့အစည်းတစ်ခုကိုခေါင်းဆောင်တဲ့နေရာမှာထင်ရှားပေါ်လွင်တဲ့ပုံကိုမျိုးကို FR မေးလို့တင်စားခေါ်ပေါ်ကြပါတယ်။အဲ့လိုမဟုတ်ပဲအုပ်စုဖွဲ့စည်းပုံရဲ့အပြင်ဘက်ကနေကိုလန်းကိုလျှောက်ကလွတ်လပ်ပြီးအေးဆေးဆေးနေတတ်တဲ့ပုံစံမျိုးကိုတော့စစ်ကမာမေးလို့ခေါ်ဆိုကြပါတယ်။တစ်ဖက်သားကိုလွှမ်းမိုးချုပ်ကန်ခြင်းနဲ့ဇယိုက်ရှိတဲ့ FR တွေနဲ့အများနဲ့မတူတမှုထူးခြားပြီးတိတ်တိတ်ဆိတ်နဲ့အလုပ်ဖြစ်အောင်လုပ်တတ်တဲ့စစ်ကမာတွေကြားမှာတွေးခေါ်ပုံနဲ့လူနေမှုပုံစံချင်းအများကြီးကွာခြားချက်တွေရှိနေပါတယ်။ဒါကြောင့်ဒီနေ့မှာတော့လူပြောများနေတဲ့ FR မေးနဲ့စစ်ကမာမေးတို့ရဲ့ထူးခြားတဲ့ကွာခြားချက်တွေအကြောင်းကိုကျွန်တော်တို့အတူတူလေ့လာကြည့်အောင်ဗျ။စစ်ကမာနဲ့ FR တို့ရဲ့အသုံးအနှုန်းတွေဟာမူလအစကတရိတ်ဆန်တွေရဲ့အမူအကျင့်လေးလာရေးကနေဆင်းသက်လာခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာဆိုရှယ်မီဒီယာတွေနဲ့ပေါ့ယဉ်ကျေးမှုကနေတဆင့်လူငယ်တွေကြားမှာအလွန်ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။ FR တွေကလူများရဲ့အာယုံစိုက်မှုကိုခံရတာကြိုက်ပြီးအုပ်စုကိုအမိန်ပေးညွှန်ကြားတဲ့နေရာတွေမှာအလွန်အားတန်ကြပါတယ်။စမာတွေကြတော့အခြားသူတွေရဲ့ထိန်းချုပ်မှုအောက်မှာမနေပဲကိုယ်သဘောဆန္ဒအတိုင်းလွတ်လွတ်လပ်လပ်နဲ့တိတ်တဆိတ်အောင်မြင်မှုကိုတိဆောက်တတ်ကြပါတယ်။ဒါကြောင့် FR တွေကိုလူထင်ပေါ်တဲ့ခေါင်းဆောင်တွေဖြစ်မြင်ကြပြီးစကမာတွေကိုတော့ကိုခြေထောက်ပေါ်ကိုရက်တည်နိုင်တဲ့တကူတော်သူရဲကောင်းတွေအနေနဲ့တင်စားကြလိမ့်ရှိပါတယ်။ကြတမ်းမှာတော့စကမာနဲ့ FR ဆိုတဲ့အယူဆတွေဟာကိတ္တသိပ္ပံနိကြစိတ်ပညာလောကမှာအတိအမှတ်ပြုထားတဲ့တရားဝင် theory တော့မဟုတ်ပါဘူး။မူလကတော်ရိုင်းဝင်ပလေတွေရဲ့အုပ်စုဖွဲ့ပုံကိုလေ့လာခဲ့ရကနေလူအတိုင်းဝိုင်းစီကိုလွဲမှားပြီးကူးပြောင်းလာခဲ့တဲ့သဘောတရားတွေတတ်တာဖြစ်ပါတယ်။ဒါကြောင့်ပညာရှင်အများစုကဒါတွေကိုစိတ်ပညာဆိုင်ရာတကယ့်အချက်လက်တွေထက်လူတွေဖန်တီးထားတဲ့ပုံမြင်သဘောမျိုးနဲ့လူမှုရေးအယူဆတွေဖြစ်တာရှုမြင်ကြပါတယ်။ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာက FR ရဲ့ခေါင်းဆောင်မှုကဓာတ်ရိုက်ဆန်ပြီးလူတွေရှေ့ထွက်ခါအတန်ကြဲကြဲနဲ့ဆုံးဖြတ်ချက်ချတတ်တဲ့ပုံစံမျိုးရှိကြပါတယ်။စစ်ကမာတွေကြတော့နောက်ွယ်ကနေအေးဆေးဆေးစီမံခန့်ခွဲတတ်ကြပြီးသူများနောက်ကိုလိုက်ရတာထက်ကိုယ့်ဘာသာတိတ်တဆိတ်အလုံးလုံးရတာကိုပိုနှစ်သက်ကြပါတယ်။ပြောရရင်တော့တစ်ဖက်ကပွင့်လင်းမြင်သာပြီးအများနဲ့တူလှုပ်ဆောင်တတ်ပြီးနောက်တစ်ဖက်ကတော့လွတ်လပ်မှုနဲ့တိတ်ဆိတ်မှုကိုဦးစားပေးတဲ့တွေးခေါ်ပုံတွေကွာခြားနေပါတယ်။ဆိုရှယ်မီဒီယာတွေမှာစစ်ကမာမေးပုံစံတွေကိုလွတ်လပ်ပြီးအများနဲ့မတူတမှုထူးခြားတဲ့အမိုက်စားဟန်ပန်တွေဖြစ်ပုံဖော်တင်ဆက်ကြလို့လူငယ်တွေကြားမှာရန်ကိုရေပန်းစားလာတာဖြစ်ပါတယ်။လူမှုအတိုင်းဝိုင်းရဲ့ဖိအားတွေစီးမြင်းတွေကိုမထီမဲ့မြင်ပြုကာကိုလန်းကိုထွင်းပေါက်တဲ့ပုံစံကလူငယ်တွေရဲ့စိတ်နှလုံးကိုဖန်ဆားနိုင်စွမ်းရှိနေပါတယ်။ဒါကြောင့်ဗီဒီယိုအတိုတွေ Memes Cross တွေအနေနဲ့အများတန်းပြန့်နှံ့နေပြီးလူငယ်တွေအထူးယူကျင်စရာရည်မှန်းချက်တစ်ခုလိုဖြစ်လာခဲ့ပါတယ်။ဒီကုန်းချုပ်အနေနဲ့ပြောရရင်တော့လူတစ်ယောက်ရဲ့ရှုပ်ထွေးလာတဲ့ဇယိုက်လက္ခဏာတွေကိုအလွယ်တကူနားလည်စေဖို့အတွက်ဒီလိုဝါဒအမျိုးအစားတွေနဲ့အညွှန်းတက်ကြတာသဘာဝကျပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့လူသားတွေရဲ့ကိုယ်ရီကိုယ်သွေးဟာဒီလောက်နဲ့အကန့်အသတ်မရှိပဲအလွန်တရာကျေပြန့်ပြီးရှုပ်ထွေးနံနဲလှပါတယ်။ဒါကြောင့်ဒီယူဆတွေကိုလူမှုရေးဖျော်ဖြေမှုနဲ့သိခွန်အားဖြစ်စေတဲ့အရာတစ်ခုအနေနဲ့သာကြည့်တင်ပြီးတကယ်တရားဝင်သိပ္ပံနိကြအမှန်တရားတစ်ခုလိုအလုံးစုံယုံကြည်လက်ခံထားဖို့တော့မလိုအပ်ပါဘူးခင်ဗျာ။နောက်နေ့ဒီမှာလည်းဒီလိုမျိုးဘူသူရရရှိနိုင်တဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လမ်းမလို့တန်ကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်နေပြီးတော့ channel လေးကို follow လုပ်ထားလိုက်ပါ။